ကျူဆိုနှုတ်ဆက်စကားနဲ့ကျေးဇူးတင်စကားပြောကြားပေးပါရန်ချင်း community president ဖြစ်တဲ့ဆလိုင်းပီတာလျန်အောင်ကလေးစားစွာဖိတ်ခေါ်ပါတယ် Now it's time for our Inspiration Community President Peter Lin Ong to speak for his opening speech and welcoming speech. အားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်လိုပါတယ်ကျွန်တော်တို့98နှစ်မြောက်ချင်းမျိုးသားနေ့ကျင်းပတဲ့နေရာမှာဒီကနေ့အထိပို့ဆောင်ပေးတဲ့ဘုရားသခင်ရှေးဥစွာဘုန်းကိုကြည်ပါစေနံပါတ်2ဖြစ်တိုင်းရင်းသားညီကိုများကြွားရောက်လာကြသောဧည့်သည်တော်များအသင်းတော်ပါစတာများနဲ့အတူအသင်းတော်ပါစတာများအားလည်းအထူးကျေးဇူးတင်ပါတယ်ထို့အပြင်ထိုက်စင်ပလမန်နေဂျာတော်လကောင်းကျွန်တော်တို့ရှေ့နေကြီးပရိုဘတ်တော်တော်လကောင်းအထူးပဲကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ဒီခဏမှာဒီမှာလာပါဝင်ပေးတဲ့ပါစတာတရားပါစတာစကော့ကိုလည်းထိုးပဲကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ဒါပြီးရင်ဒီချင်းနေရှင်နေတဲ့အတွက်ကျွန်တော်တို့မျိုးစိအခက်ခဲရှိတဲ့ချိန်မှာမျိုးစိကိုငှားရမ်းပေးတဲ့ Believer မြန်မာ Baptist Church ပါစတာတော်လကောင်းအသင်းတော်လူကြီးများနဲ့ EC မင်းပါများကိုအထူးပဲကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ဒါပြီးရင်မျိုးစိဥဆောင်ပေးတဲ့စလိုင်းစောအောင်နဲ့မျိုးစိသမားများကိုလည်းအထူးပဲကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်မျိုးစိနဲ့တချင်းများလေ့ကျင့်နိုင်ဖို့တချင်းတိုက်နိုင်ဖို့အတွက်အင်ဟာပေးတဲ့စလိုင်းမောဆက်ပေါ်ကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်အစာရာအထပြင်ဆင်ပေးတဲ့စလိုင်းလာရခင်မန်ကိုလည်းအထူးကျေးဇူးတင်ပါတယ်ဒါပြီးရင်ထမမေကမပြောချင်တာရှိပါတယ်ဒီဟောငှားပေးတဲ့ဒီဟောငှားနိုင်ဖို့ဒီအခမ်းအနားကြီးအောင်ငှားနိုင်ဖို့အတွက်မစ်ဆက်ပေးတဲ့မစ်အစ်တာလွန်ကိုလည်းအထူးကျေးဇူးတင်ပါတယ်ဟာဖို့ဒီတာဝန်ယူပေးတဲ့ဆရာမောဆက်ကိုလည်းအထူးကျေးဇူးတင်ပါတယ်ချင်းနဲ့ချင်းနဲ့အတေးအတွက်ဆူတောင်းချင်းတော်လကောင်းစာရေးကိုညီချင်းတော်လကောင်းလိုအပ်သမျှကိုညီပေးတဲ့ Reverend Dr. Olin Thang နဲ့ဇလိုက်ခမ်အားလည်းအထူးကျေးဇူးတင်ပါတယ်ချင်းနဲ့ချင်းနဲ့တေးဖြစ်မြောက်ရေးအတွက်အာမန်အပြည့်နဲ့အနက်နာခံစေတနာထားပြီးခေါင်းဆောင်ကောင်းများဖြစ်ကြတဲ့ Owan Spro Chain Community လူကြီးများအကိုလည်းအထူးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ထိုက်သူအလုံးကိုလည်းအထူးကျေးဇူးတင်ပါတအပြင် drum ဟာပေးတဲ့ကိုစားစာလင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်ဒါပြင်ကိုကျော်မောင်ဦး Baseball ကိုငှားပေးတဲ့ကိုကျော်မောင်ဦးမွန်တိုင်းသားဖြစ်တဲ့ကိုကျော်မောင်ဦးကိုလည်းအထူးပဲကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ဒါပြင်ကိုဒေးဗစ်လင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်ဒါပြင်ဒီမှာရှိတဲ့ကျွန်တော်မပြောနိုင်တဲ့ကျေးဇူးတင်ထိုက်သူလူကြီးလူကောင်းများအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းလည်းပြောလိုပါတယ်နောက်ဆုံးပေးအနေနဲ့ကျွန်တော်တို့ချင်းမျိုးသားနေလို့တဲ့ခါမှာကျွန်တော်တို့အများကြီးအခက်ကြုံတွေ့ရတယ်ဒီအမေရိကဟာအလုပ်လုပ်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အချက်ပြုတ်ရေးမှာလည်းကျွန်တော်တို့ဒုက္ခရောက်ရတယ်ဒုက္ခရောက်တဲ့ချိန်မှာကျွန်တော်တို့မျိုးနွယ်စုမတူတော့လဲတိုင်းသားမတူတော့ညာလဲတိုင်းသားညီကိုဖြစ်တဲ့မွန်လူမျိုးကိုတန်းဆိုးတော်လည်းမရကနဲ့ဝတ်သားတော်လကောင်းချက်သားတော်လကောင်းအထူး special ချက်ပေးတဲ့အတွက်အားလုံးလက်ခုပ်တီးပြီးခမကုန်ပြုတ်ကြရအောင်လို့ပြောချင်ပါတယ်ဆက်လက်ပြီးခမကျွန်တော်တို့ခဏရမှာကောင်းလို့ကျွန်တော်တို့ချင်း community ရဲ့လှုပ်ရှားမှုကိုဒီလူကြီးတွေရှေ့မှာနဲ့ငယ်ဖွင့်ပြလိုပါတယ်
ကျွန်တော်တို့ချင်းနယ်စင်နယ်တေးချင်း Owan Spro ချင်း community ရဲ့ကျွန်တော်တို့2025မှာအလှူရှားမှုလေးကိုဒီကလူကြီးမင်းတွေကိုကျွန်တော်အတီပေးရင်အနေငယ်တင်ပြလိုပါတယ်ပထမနံပါတ်1 2024ချင်းနယ်စင်နယ်တေးမှာမတော်တဆဖြစ်ခဲ့သည့်အမျိုးသမီးတစ်ယောက်အားအင်တန်ယာရောက်ဆူတောင်းကူညီပြီးမေတ္တာဖြစ်ဒေါ်လာ100နဲ့ကူညီခဲ့သည်တွားရောက်ခဲ့သူချင်း community president Vitalian on နဲ့ဆရာ Moses တို့တွားရောက်ခဲ့သည်နံပါတ်2ချင်း community ရန်ပုံငွေရှာနိုင်ခဲ့သည်ဘာဝန်လို့ဆောင်သူ Vitalian on မွန်ထန်ကိုခမ်စလိုင်းလင်းထန်တို့မှဦးဆောင်ပြုလုပ်နိုင်ခဲ့ကြသည်သူတို့ကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်နံပါတ်3မှာ Zomi Baptist Church 10 Jubilee မှာလည်းချင်း community မှာတွားရောက်ပါဝင်ပြီးကွန်ပျူတာနဲ့ဒေါ်လာ100ဖြစ်တွားရောက်ကွန်ပျူခဲ့ကြောင်းလည်းပြောလိုပါတယ်နံပါတ်4မှာ Believer Myanmar Baptist Church ဇူလိုင်23ရက်2025မှာလည်းကျွန်တော်ချင်း community အနေအဖြစ်တွားရောက်ပါဝင်ပြီးမှကျွန်တော်တို့ကွန်ပျူတာနဲ့ဒေါ်လာ100အဖြစ်ကျွန်တော်တို့တွားရောက်ပြီးမှပါဝင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့နံပါတ်5မှာ Zomi Baptist Church member ဖြစ်တဲ့ဒေါ်ကျင်းငိုက်ဒီမြေနာရေးမှာလည်းမေတ္တာဖြစ်လွန်တူပန်းခွေဒေါ်လာ200တန်နဲ့ငွေသားဒေါ်လာ100ဖြစ်ချင်း community မှလွန်ဝန်းနေစွာဖြစ်တွားရောက်ပါဝင်ခဲ့ပါတယ်နံပါတ်6ချင်း community လူကြီးများမှချင်းနဲ့ချင်းတဲ့အတွက်ရန်ပုံငွေရှာနိုင်ခဲ့ကြပါသည်2025ခုနှစ်တွင်ချင်း community လူကြီးများမှ3ချိန်တိုင်အစည်းအဝေးကိုစီလုံးညီညွတ်စွာပြုလုပ်ခဲ့ပြီး2026နှစ်လတွင်လည်း2ချိန်ပြုလုပ်ကြပါသည်နံပါတ်9ဆက်လက်ပြီးချင်း community ဦးဆောင်တော်ခေါင်းဆောင်များနဲ့ Owan Spro မြို့တွင်နေထိုင်ကြသောချင်းတိုင်းသားများနဲ့တိုင်းသားညီအကိုများအားလုံးကိုဆက်လက်ပြီးဖျားသခင်ကောင်းချီးပေးပါစေအားလုံးကိုအထူးကျေးဇူးတင်ရင်ချင်း community ကိုစာစလိုင်းပီတာလျံအောင်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်Thank you, President Peter Lin Ong, for the welcoming and short speech. Now it's time for a short speech given by Pastor Scott